Healthy Kitchen Series Podcast Script Episode 5 Nanwing Turmeric နဲ့ အုံနောက်ကျန်းမာရေး မင်္ဂလာပါ Healthy Kitchen Series မှကြိုဆိုပါရစေ။ဒီနေ့မှာတော့အဝါရောင်တောက်တောက်နဲ့ကျွန်တော်တို့မီးဖိုချောင်ထဲမှာအမြဲတွေ့ရတဲ့နနွင်းအကြောင်းပြောပြသွားမှာဖြစ်ပါတယ်။နနွင်းဟာဟင်းအယောင်လာစေတဲ့ဟင်းကပ်ပစ္စည်းတစ်မျိုးသာမဟုတ်ပဲကျန်းမာရေးအကျိုးကျေးဇူးများစွာပါဝင်တဲ့သဘာဝအစားအစာတစ်မျိုးလည်းဖြစ်ပါတယ်။နနွင်းထဲမှာ curcumin လို့ခေါ်တဲ့သဘာဝဓာတ်တစ်မျိုးပါဝင်ပါတယ်။ curcumin ဟာအားကောင်းတဲ့ antioxidant နဲ့ anti-inflammatory ဂုဏ်သတ္တိတွေရှိပါတယ်။ဆိုလိုတာကကိုယ်ခန္ဓာအတွင်းဆက်ပျက်စီးမှုနဲ့ရောင်ရမ်းမှုတွေကိုလျှော့ချပေးနိုင်တာဖြစ်ပါတယ်။ယနေ့ခေတ်မှာလူအများစုဟာမှတ်ဉာဏ်ကျဆင်းခြင်း၊အာရုံစူးစိုက်မှုနည်းခြင်း၊စိတ်ဖိစီးမှုများခြင်းစတဲ့ပြဿနာတွေကိုကြုံတွေ့နေကြရပါတယ်။သုတေသနအချို့အရ curcumin ဟာဦးနှောက်ဆဲများကိုကာကွယ်ပေးနိုင်ပြီးမှတ်ဉာဏ်စွမ်းရည်ကိုထိန်းသိမ်းရမှာအထောက်အကူဖြစ်စေနိုင်ကြောင်းဖော်ပြထားပါတယ်။အထူးသဖြင့်အသက်ကြီးလာတဲ့အခါဦးနှောက်ဆဲတွေပျက်စီးလာခြင်းကိုနှေးကွေးစေဖို့အရေးကြီးပါတယ်။ curcumin ဟာဦးနှောက်အတွင်းရှိအာရုံကြောဆဲများကျန်းမာစေရန်ကူညီပေးနိုင်တယ်လို့ပညာရှင်များကလေ့လာနေစေဖြစ်ပါတယ်။ဒါအပြင်နနွင်းဟာကိုယ်ခန္ဓာရောင်ရမ်းမှုကိုလျှော့ချပေးနိုင်တာကြောင့်အဆစ်နာခြင်း၊ကြွက်သားနာခြင်းစတဲ့ပြဿနာတွေမှာလည်းအထောက်အကူဖြစ်စေနိုင်ပါတယ်။နနွင်းကိုနေ့စဉ်ဘဝမှာအလွယ်တကူထည့်သွင်းစားသုံးနိုင်ပါတယ်။ဟင်းချက်ရာမှာထည့်နိုင်ပါတယ်။နနွင်းနဲ့နို့ပူဖြော်ပြီး golden milk ဖြစ်တောက်နိုင်ပါတယ်။ဟင်းချိုစွပ်ပြုတ်ဆန်ပြုတ်များထဲမှာလည်းထည့်သုံးနိုင်ပါတယ်။ curcumin ကိုခန္ဓာကိုယ်ကပိုမိုစုပ်ယူနိုင်ဖို့ငရုတ်ကောင်းအနည်းငယ်နဲ့တွဲဖက်စားသုံးတာကပိုကောင်းပါတယ်။ငရုတ်ကောင်းထဲမှာပါဝင်တဲ့ fibrin ဟာ curcumin စုပ်ယူမှုကိုမြှင့်တင်ပေးနိုင်ပါတယ်။သို့သော်နနွင်းကိုအလွန်အကျွံစားသုံးခြင်းဟာအစာအိမ်မအီမသာဖြစ်စေနိုင်ပါတယ်။သီးခြေအိတ်ဆိုင်ရာပြဿနာရှိသူများနဲ့သွေးကြဲဆေးတောက်နေသူများကတော့ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ဒီနေ့ရဲ့ Healthy Kitchen Message ကတော့မီးဖိုချောင်ထဲကနနွင်းမုန့်တစ်စွန်းဟာဟင်းရောင်လာစေုံသာမကအုံနောက်နဲ့ကိုယ်ခန္ဓာကျန်းမာရေးကိုပါထောက်ပံ့ပေးနိုင်တဲ့သဘာဝရတနာတစ်ခုဖြစ်ပါတယ်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ Healthy Kitchen Series ရဲ့နောက်ထပ်အစီအစဉ်မှာပြန်လည်တွေ့ဆုံကြမယ်နော်။